ချိန်ဟာမျှတာပါလေလူတန်းကိုတရက်24နိုင်ပဲပေးထားတယ်တန်မိုးထားတဲ့သူကတန်မိုးဖြစ်သွားသလိုဖြုံးသီးတဲ့သူအတွက်ဘဝပါပြုံးပြီးသွားစီပါတယ်အချိန်ဟာလက်တွေ့ကြပါလေအတိတ်ဘလောက်ပဲကောင်းကောင်းပြန်သွားလို့မရတော့သလိုအနာဂတ်ဘလောက်ဆိုရှေ့ဆက်တိုးလို့မရဘူးပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်ခြင်းတော့အတိတ်ကိုမဖတ်တွေ့အနာဂတ်ကိုလည်းမတောင်းတပစ္စုပန်တက်တဲ့ဟူသာရှုတတ်ပါမှာပဲအကျိုးဖြစ်ထုံးပါလိမ့်မယ်အချိန်ဟာအဆုံးဖြတ်ပြီးပါလေဘလောက်ဝေးတဲ့ခရီးဖြစ်ဖြစ်သွားရင်နဲ့နီးသွားပါလေဘလောက်မြင့်တဲ့တောင်မဲဖြစ်ဖြစ်တက်ရင်နဲ့ဖော်ဝအောင်ရောက်သွားပါဘလောက်ခက်ခဲတဲ့ခက်ခဲဖြစ်ဖြစ်လုံရင်နဲ့အဆင်ပြေသွားပါဒုက္ခကြုံမှုမှရင့်ကျက်ကြီးပြင်းသလိုစိတ်ဒုက္ခခံစားမှုမှပုံမကြန့်ခိုင်တတ်တယ်ပြစ္ဆုတ်ပံမှာပင်မနှွမ်းတဲ့မှုလို့ထင်နေရတဲ့ခံစားချက်တွေဟာတစ်ချိန်မှာအင်းအားတွေဖြစ်သွားစေတဲ့ပြီးတော့လေအောင်မြင်မှုကိုဖန်တီးခံစားတတ်သွားစေတတ်တယ်လို့အာနာနဲ့စီးစိမ်ကိုရင်မိုးပြီးတော့ဘဝင်တက်နေသူများဖို့တစ်ချိန်မှာဒုက္ခပြန်ရောက်သွားစေတတ်ပါတယ်အချိန်ဟာအမှန်တရားကိုသိစေပါလေဘသူကကိုယ့်ဘော်တကယ်ကောင်းတယ်ဘသူကကိုယ့်ဘော်ဟန်ဆောင်ကောင်းတယ်ဘသူကဆွေမျိုးဘသူကတော့ရွှေမျိုးရှင်းလင်းလင်းမဟုတ်တာတော့မှပဲအချိန်ကြာလီပို့ပြီးတော့လေအတိဝင်လာလီဖြစ်တယ်အချိန်ဟာတရားကိုပြပါလေဒါနဥစ္စာတို့ဟာခန္ဓာကိုယ်ပြင်ပပစ္စည်းများသာဖြစ်မွေးနှုံးကပါမလာသူသေတော့လေပါမတော့ဂျာရုဘာဝကြော်ကြားမှုတွေကလည်းလှပတဲ့အိမ်မက်လေးလိုအိမ်မက်ဆိုတာနိုးသွားရင်အားလုံးပြောက်တတ်တယ်အချိန်ဟာအနိစ္စတရားတွေတော့အကောင်ဆုံးသက်တည်အချိန်ဟာသင်ခန်းစာလည်းပေးပါတယ်လူဆိုတာအသက်တရားမနေရပေမဲ့လည်းအမှုတရားတွေးရတတ်တယ်အတွေ့အကြုံတိုင်းဟာအတိကိုတိုးစီတတ်တယ်လို့ပြဿနာတိုင်းဟာလည်းစိတ်တက်ကိုပုံမကြက်ခိုင်စေပါတယ်ဆုံးရှုံးသွားတဲ့သူများယူကျုံမရဖြစ်စီရမလို့သလိုရယူပိုင်ဆိုင်သွားသူများဝင်ကြွားစရာအကြောင်းမရှိဘူးကိုယ်ဘဝလမ်းကိုရွေးချယ်ပြီးတော့ရှောင်လန်းကြမယ်သူများသွားနေတဲ့လမ်းအတင်းတိုးဝင်စရာအကြောင်းမရှိဘူးတင်သူများလမ်းကြောင်းရဲ့ညီညာမှုကိုအားကျနေတဲ့ခိုက်မှာသူများကလည်းတင်တောင်ပေါ်ရဲ့တက်လန်းရဲ့ရှုခင်းကိုလည်းအားကျနေမှာတကယ်လို့တင့်အလုပ်တဲ့ပင်ပန်းတယ်လို့ခံစားနေရရင်တင်မှန်နေပါပြီတင်ဘဝရှိယူတဲ့လုံးပန်းနေတယ်တင်သူများကိုလိုက်မမိနိုင်ဘူးလို့ခံစားနေရင်တင်မှန်နေပါပြီတင်ပုံမကောင်းမွန်အောင်ဇက်တိုက်ကြိုးစားနေတင်တအားပင်ပန်းတာပဲလို့ခံစားနေရင်တင်မှန်နေပြီတင်ဟာအတက်လန်းကိုရှောက်လန်းနေပြီတင်ပေးဆက်သမျှအချိန်ဟာအားလုံးပြန်လေတက်တည်ပြသွားမှာပါ